လေသာတစ်ချက်မှားထားတာအခုပဲလေသာရောက်တာနော်ကျွန်တော်တစ်ချက်ကြည့်လိုက်အောင်ရောက်တဲ့လေသာအယောင်ကတော့တော်တော်မိုက်တယ်ဗျာအယောင်လည်းမိုက်တယ်အသားလည်းတော်တော်မိုက်ပါတယ်ဗျာအခုပဲရောက်တာဖြစ်ပါတယ်တော်တော်ကိုမှတော်တော်မိုက်တယ်လေသာဖြစ်ပါတယ်လေသာအချက်ကလည်းတကယ် heavy နော်29 square ရတယ်အရန်မိုက်တယ်ကျွန်တော်စီမှာအရင်ဟိုရက်ကချုပ်ထားတဲ့ Buffalo West အဲ့ကောင်နဲ့အယောင်နဲ့တော့တော်တော်တူပါတယ်ဗျအသားရည်ကလည်းတော်တော်မိုက်ပါတယ်နော်တော်တော်မိုက်တယ်အသားရည်မျိုးစားဖြစ်ပါတယ်အိတ်ကြီးတွေမှာမယ်ဆိုရင်တော့ခေါက်အိတ်ကြီးတွေမှာမယ်ဆိုရင်လည်းအဆင်ပြေပါတယ်ရောင်းစစ်မှာမယ်ဆိုရင်လည်းအဆင်ပြေတဲ့တေမျိုးစားဖြစ်လောက်ပါတယ်ကျွန်တော်စီမှာဝယ်တဲ့ customer တွေတချို့မေးကြတယ်ဗျဘာတေလဲတေအမျိုးစားအဓိကအပြင်ကျွန်တော်တို့အသုံးပြုတဲ့တေးက69%သောတေးတွေကနွားတေးတွေပဲအသုံးပြုတာဖြစ်ပါတယ်နွားတေးမှာအမျိုးအစားခွဲပြီးတော့တေးအမျိုးအစားကြောင့်ဈေးကွဲသွားတာဖြစ်ပါတယ်အဓိကကုန်ရင်းကတော့နွားတေးပဲဖြစ်ပါတယ်ခင်ဗျာပိုက်ဖိုးဝက်လက်လောင်းဝက်လက်ရောင်းစစ်မာရရှိနိုင်ပါတယ်ဒီချက်အကိတ်ကြီးရတာပါတယ်ခင်ဗျာ